ဝင်မှာပါအခုကျွန်တော် Fuji Flame လေးရပါပြီ Fuji Flame လေးကိုကျွန်တော် unboxing လုပ်ပေးပါမယ်ဒီ Fuji Flame က Fuji HT30 ဖြစ်ပါတယ်ကျွန်တော်ဝက်ကလေးကြီးရနေပြီးတော့ရတာပေါ့နော်ဝက်ကလေးဝယ်ပေးရပါတော့တော့ဒါလေးကိုကျွန်တော်တူ unboxing လုပ်မှာပေါ့နော်ကောင်းရောင်းတော့ဘူးဖောက်တာရတော့ခက်တယ်လမ်းထင်တယ်ဒါလေးပါမယ်ကျွန်တော်လိုချင်တဲ့ကင်မရာပါဒါကတော့ထဲကကျိုးတွေပေါ့နော်ဒီမှာခဏထားလိုက်လေးက Fuji Flame HT30 ပါမိုက်ပါတယ်သူကပါတခြားကင်မရာတွေနဲ့မတူဘူးပါဒီမှာဒီလိုမျိုးလေးexposure တွေကိုဒါနဲ့ကစားမယ်ဒါမျိုးရိုက်မယ်ပေါ့နော်ပြီးတော့ viewfinder လည်းပါတယ်ပြီးတော့ဒီကောင်ကတော့ flip screen မဟုတ်ဘူးကွာဒီကောင်ကဒီလောက်ပဲရတယ်ဒီလိုမျိုးနဲ့ရိုက်မယ်ဆိုတော့ quality ကတော့ဒီလိုမျိုးရှိပါတယ်တော့ဒါကျွန်တော်ဘွားရဲ့ပထမဆုံး Fuji Flame ပေါ့နော်ဆိုတော့နောက် chain မို့လည်းမရှိဘူးFuji Flame ဆိုတဲ့ဟာကိုကျွန်တော်ကင်ထားခြင်းနဲ့ကျွန်တော်ရဲ့ဆက်လက်တွေထဲမှာထည့်ထားခြင်းလို့ဒါကိုဝယ်လိုက်တာပါဒါကင်မရာလေးပါပြီးတော့ဒီကင်မရာကpower and type ပါခဲလိုက်တော့ပါဗျာမပြေပါဘူးအမောင်းစင်းကတော့ဟုတ်ပါတယ်ဒါမဲ့ဘူးဖောက်မကျွမ်းပါဘူးရန်ကြက်မမိုက်ဒီမှာသူကဘယ်လိုလုံးလေးနဲ့လာတယ်ဒီရဲ့Lilian 20 battery ပါဘယ်လိုထည့်ရမလဲဘာညာပေါ့ရေးထားရပါဒီမှာစာရည်တချို့ဟာတွေဂျပန်လိုရေးထားပါတယ်ပြီးတော့ဒီကောင်တိုက်စီနဲ့အားသွင်းရမယ် and ဒါ camera strap ပေါ့နော် Fuji camera strap ရှိမယ် မိုက်တယ်
ကျွန်တော်ထင်တာအကြီးထင်တာ lens ကို lens က1545ဟို kit lens ပေါ့နော် kit lens ကဘာဖြစ်လို့ kit lens လေးပါနေလဲဆိုတော့lens မပါလဲဘယ်လောက်မှရော့တာမဟုတ်တဲ့အတွက်ကြောင့် lens လေးပါတစ်ခါလေးပါတဲ့ဟာကိုယူလိုက်တာပါ1545 f3.5 to 4.5 ဘယ်လောက်လဲ f3.5 2.5 to 5.6ဟုတ်တယ်1545 f3.5 to 2.5 to 5.6ငောင်းလေးရလဲမိုက်တယ်ကွာဒီမျိုးလေးလိုက်ရှိရလောကြတယ်ဒါနဲ့ဆိုရင်ဟိုဘယ်လိုပြောမလဲ professional ကြီးမဟုတ်ဘူးမယ်ကျွန်တော်အဲ့လိုဒါဟိုမျိုး professional ရိုက်ဖို့လည်းမဟုတ်ပါကျွန်တော်ဆက်လက်တွေကိုထည့်မယ်လို့ကျွန်တော်ခဏပြောသလိုပဲကျွန်တော်အဲ့အောင်ကျွန်တော်ဆက်လက်တွေမှာထည့်ထားဖို့ဒါပဲဆိုတော့ဒါလေးကိုပေါ်ကြပါတယ်ဒါပဲဒီမှာကြိုးတက်မယ်နောက်ဆိုရင်မိုက်သွားပြီဗျဒါ Fuji Flame HD 30ဖြစ်ပါတယ်ဒါပါပဲဒီမှာ card slot memory card slot တစ်ခုပါတယ် battery ထည့်မယ် memory card ကတော့ကျွန်တော်မှတခြား card ရှိရတော့ဒီထဲမှာတစ်ခါတည်းမပါလာဘူးဆိုတော့ဒါကိုထည့်မယ်view finder လေးကနေကြည့်ပြီးတော့ဟို shutter တွေပါတယ်ပေါ့နော်ကစားပြီးတော့တော်တော်ကြိုက်တယ်တော်တော်မိုက်တယ် exposure ချိန်လို့ရတယ်ဒါမှ exposure ဒါမှ shutter ဒါမှ shutter pattern lens ကဒီလောက် lens နဲ့Fuji Flame လုပ်လေးရမယ် Fuji Flame လေးကိုကန်ရမယ်ပြီးတော့ retro bike လေးနဲ့ရှိရဲ့ Fuji camera flame လေးပါရမိုက်နော်ကျေးဇူးတင်ပါတယ်ဝက်ကလေးဒါ Black Friday မှာကျွန်တော်အများမကပူစာပြီးတော့ဝယ်လိုက်ရတာပါဒါက1099ရှိပါတယ်1000ပေါ့နော်1100ပေါ့အဲ့လောက်ပေးရပါတယ်ဒါပေမဲ့ကျွန်တော်ဝယ်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ယူသည်ကြိုင်ပါမယ်ဒါပါပဲဒါလေးကိုပြန်တင်လိုက်ပါအောင်မယ်like this I don't know not good land cap ပေါ့နော်ဒါနောက်မှကျွန်တော်တင်ရမှာဒီဗီဒီယိုကဒီလောက်ပါပဲဒါရိုးရှင်းရှင်းဒီတိုင်း unboxing လုပ်တာပေါ့နော်ဟိုအရင်လမ်းထွက်မနေတာလေတောင်းမှန်ပါတယ်ဒါပထမဆုံး unboxing လုပ်တဲ့ဗီဒီယိုဖြစ်တဲ့အတွက်ကြောင့်အရင်ကောင်းမနေပါဘူးကျွန်တော်ဘူးဖောက်တာမကျွမ်းပါဘူးဆိုတော့လောက်ပါပဲကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံး peace